တောင်းဆိုထားတဲ့ပရိသတ်ကြီးအတွက်ပေါ့ကျေးဇူးစီချက်ဖို့အယူတွေတော့စပြီးတော့ပြုတ်ထားပြီးပြီနော်အသားလုံးလေးတွေအတွက်အရသာနေနေတာလေကော်မှုန့်ရယ်စားရယ်တကြားရယ်ခရုစီရယ်အယောင်အတွက်ပိန်းငံများကြီးလေးနည်းနည်းရယ်ဟင်းခတ်မှုန့်လေးရယ်ပေါ့နော်အသားတွေကရမ်းများပြီးတော့လေလက်ကတိတ်တိတ်လေးဆိုတော့လေအတွင်းအားတွေထည့်ပြီးမနှင်းနေရတယ်ကျေးဇူးမုံကြီးရွက်လေးတွေကိုအစင်သင့်လေးလီးထားတယ်ဝယ်လာတာအများကြီးဖြစ်သွားတယ်အသားတွေနေပြီးသွားပြီအားတွေလည်းတော်တော်ကုန်ပြီးတော့မောနေပြီးတယောက်တည်းကော်မှုန့်ကနော်ဒီတစိမ့်လေးကိုပဲသုံးတာနော်ဒီတစိမ့်လေးနော်ဒါကတော့ကျေးအိုးဟင်းရေအတွက်ပဲကျေးအိုးဟင်းရေအတွက်ကလေစပလင်နေချင်းနေမထည့်ဘူးနော်စပလင်နေချင်းနေထည့်လို့ရှိရင်လေကျေးအိုးမဖြစ်တော့ပဲနဲ့လေကြာစံပြုတ်ပေါ့အဲ့လိုဖြစ်သွားမယ်နော်ပြီးလို့ရှိရင်ကော်မှုန့်ကိုလည်းရိုးကော်မှုန့်ပဲသုံးမယ်နော်ပြောင်းကော်မှုန့်ကိုဟိုကတော့မသုံးဘူးပေါ့နော်အခုတော့အသား2ပိတ်သားရယ်ပြောင်းကော်မှုန့်မဟုတ်ပါကော်မှုန့်တစ်ထုပ်ရယ်အဲ့ဒါနေထားတယ်နော်လူတွေအများကြီးစားအတွက်ဆိုတော့လေတယောက်ချင်းမလုပ်ပေးနိုင်တော့အသားလေးတွေကိုအကုန်လုံးအရသာအရေးနဲ့ပြုတ်မယ်အားလုံးအများကြီးပြုတ်ပြီးတော့မှတပန်းပြီးတပန်းပြုတ်ပြီးတော့အားလုံးအရသာစုပြီးတော့ကျေးဇူးစီချက်လုပ်မယ်နော်မုံရင်းတွေကတော့အများကြီးဖြစ်နေတဲ့အပြင်မှာလည်းအများကြီးကျန်နေသေးတယ်ချိန်ရရင်တော့မုံရင်းနဲ့အသားနဲ့အသေးလေးတွေနဲ့ကြော်ပြီးအသားလေးတွေပေါ်လာပြီဆိုတော့ကြက်ပြီပေါ့နော်အသားတွေကိုနှုတ်အိုးခွဲပြီးတော့ပြုတ်ထားတယ်ဒီဟာလေးတွေကြက်တာလေးတွေဆယ်ပြီးတော့နောက်ထပ်အသားလေးတွေကိုထပ်ပြီးပြုတ်လိုက်အောင်မယ်ရှင်ဒါတွေကကြက်ပြီးသားအသားလုံးလေးတွေလေနောက်ကတော့ဆက်ရံပေါ့ပြုတ်နေတော့မယ်အများကြီးပဲဒါတွေကတော့ကြက်ပြီးသားငဖယ်လုံးလေးတွေပါနော်အရသာဝင်သွားအောင်လို့လေဒီအယိုးပြုတ်တဲ့အရသာရည်တွေကိုထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်ကျေးဇူးစီချက်လောက်ခဏီးမှာအရည်လေးကိုပိုချိုးသွားအောင်လို့အသေးပပလေးတွေတီးပြီးတော့ထည့်ထားမယ်အသေးလေးတွေပပလေးတွေတီးတဲ့အတွက်ဝတ်တော့မလဲပဲရစေနဲ့နော်ကျမတို့အသေးလေးတွေမကွယ်အောင်ဆူတောင်းပေးပါရှင်စားရတဲ့သူတွေကောင်းကောင်းစားစေခြင်းလို့လေနော်ကွဲမဲ့ကွယ်စားတဲ့သူတွေကွဲပါစေပေါ့နော်စတာပါဘန်းထဲမှာအားလုံးထည့်ထားဖို့အတွက်လေအသီးလေးတွေကိုစားနဲ့ဆေးပြီးတော့ရေစစ်ထားတယ်ရှင်ကျေးဇူးစီချက်အတွက်စက်သွန်ဖြူလေးတွေကိုညက်နေအောင်ကြိတ်ပြီးတော့စီချက်ချက်နေပါတယ်ပြီးလို့ရှိရင်အရသာတွေအားလုံးရောပါတော့မယ်ကြာစံကြော်တယ်လို့ပဲပေါ့နော်ရောလိုက်တော့မယ်စီရန်ပူနေတဲ့အချိန်မှာလေတခြားစွန်းတွေတုံးလို့မကောင်းလို့တစ်သားရောက်မှလေးနဲ့ပဲမှုန်မယ်နော်အသေးတွေအသက်တွေကိုလည်းလေပြန်ပြီးတော့အကုန်မြန်ဆယ်ထားလိုက်တယ်အသေးကအကြာကြီးတည်လို့ရှိရင်အရမ်းမှသွားတတ်လို့လေအဲ့ဒါကြောင့်မြန်လေးပဲဆယ်ထားလိုက်တယ်အသေးအသက်နဲ့ထပ်တူချစ်ပါတယ်နော်ဂျီယိုစီချက်ဘန်းအကြီး2ဘန်းရပါပြီရှင်ဒါတော့တွဲစားရမယ့်ဂျီယိုချင်လေးပါchili and garlic ပါတယ်နော်ဒါကတော့အသီးလေးတွေစားဖို့တစ်ဖက်တုပ်ပေးဖို့အစင်သင့်လုပ်ထားတာပါအခုချိန်မှာတော့အသက်ကိုမနှဲအောင်ရှူနေရတယ်နော်ရဲလေးသာကြမ်းရင်ခက်ဆိုတာမျိုး